ဟိုကဒီနေ့ကျွန်တော်တို့တဲပွဲဒီနေ့တဲပွဲနှစ်ပွဲလုံးအပြီးတုတ်လိုက်တယ်နော်မရှုံးတာဒါဆိုတော့ရှုံးတဲ့ကလပ်နော်ဟုတ်တယ်နော်ကိုကျော်ရွှေတို့ရှုံးတာရှုံးတဲ့ကလပ်ကရှိသေးတယ်ကိုကျော်ရွှေတို့ရှုံးတာနမရဘယ်လိုရှုံးတဲ့ကလပ်ဦးတော့ခေရသေးတော့နိုင်လားဘယ်ကလပ်ทำไมภาษาไทยဘယ်ကလပ်စိတ်နားမဟုတ်ဘယ်ကလပ်လဲပြောဦးတောင်းလိုက်တော့ငါတို့ကရှုံးတယ်ကွာဒီတော့မှတ်ထားကြည့်ဒီကြောင့်မှတ်ထားဟုတ်ရောကျွန်တော်တို့တိုင်းနဲ့ပွဲရှုံးတော့သူမှတ်ထားမှတ်ထားတယ်ဦးကဆိုသေးမယ်မှာဟုတ်ငါတို့ကအောင်မမို့ငါတို့ကလက်သမားကိုဒီနေ့ခင်းလိုက်တာလက်သမားဟိုလက်မှာလေးဟောပတ်တိတော့ပတ်တာလိုက်ရဦးကလည်းလက်သမားတွေမစားဘူးလေမင်းလက်သမားအောင်အာကိုကျော်ဆရာညံ့ပါလေကွာဘာမှမပြောနဲ့သူ့ဆရာဟာလားကိုကျော်ဆွေဆိုသူ့ဆရာကိုကျော်ဆရာကသူ့နဲ့ကိုဒီမှာထားခဲ့လိုက်မယ်နော်ဟေးငါရိုးစုရကြအောင်ပဲပွဲဆိုင်နေဘိုးဖိုးနေတာသူကမဟုတ်တတိကနော်အာဒီရှောင်းဝဲကိုလိုက်မှတ်တာဒီတော့ဗျာအာဒီရှောင်းဝဲကိုမှတ်တာကြအာဒီရှောင်းဝဲကိုမှတ်တာကြဘယ်အခုပြန်ခိုက်ရလားကွာမင်းပြန်ခိုက်ရလားကွာမောင်လေးကပွားတယ်ဘွိုင်းလေးဆိုတော့အာဒီရှောင်းဝဲကိုလိုက်မှတ်တာကြဘယ်လိုလဲခိုက်ရဦးပါဘေးဘိုးရလောင်း9000လောင်းပါမခိုက်ရဦးဒီနေ့ကျွန်တော်အဲ့တော့ရောက်ခောက်ပါတယ်ဒီမှာဦးသားပြည့်အကောင်းဆုံးပဲဟာကျွန်တော်မြင်ဟုတ်လားဆော်ရှိရအရင်ဆုံးပဲဟိုင်းဆက်ပြီးတော့ညက်တယ်အော်ကိုတော့ပြန်လိုက်တာရအောင်ကဲဘသူတားရလေဦးရရောက်ကြတော့ဘသူကောင်းနေသွားတယ်တိလားဦးတယ်လို့ကောင်းနေသွားတော့အဲမှာဦးကလည်းအများဆုံးပဲအခုန3ယောက်ခက်တဲ့ထဲမှာလေကိုလာပြီးကကောင်းလိုက်တာဆိုတာပါမုတ်ကလည်းကောင်းလိုက်တာကိုကျော်စီရစားမကောင်းတာဘေးလူတွေကိုဖမ်းချဘူးကျော်စီရလင်းနေတော့လေတလွဲလင်းနေတာအခုတွေ့နော်ဦးကလည်းဦးတော့ကောင်းတယ်ဦးကလည်းအများဆုံးပဲငါညံ့လို့ကျော်ရွှေကဟိုလုံးကောင်းပါလေကွာငါလည်းညံ့တယ်ကျော်စီရငါတက်ကူညံ့ဟာဦးကရှိတယ်ပြန်ဘာလူတွေကိုမနိုင်တာအစိုးဆုံးပဲအေးရသူ့ဆရာတော်ထိမခံဘူးနော်အခုကိုလာပြီးနောက်နေ့ကျရင်ကျွန်တော်တို့တရားခေါ်မယ်ဟုတ်တယ်လားအိုင်ဒီယာမခံတဲ့အိုင်ဒီယာကိုလာပြီးဆင်းနေပါပြီနော်ကိုကျော်စီတန်းနေပါပြီလေတုံးကောင်ကနေကိုလာပြီးဝယ်ဟုတ်တယ်တော့ခိုင်းရတယ်မဝယ်ဘူးအဲ့လိုလားဗျာဦးပါမလို့ဦးကျော်နေလေသူကလက်ပြကြတော့ဦးပါမို့လို့ဦးနိုင်လားညပါစလိုက်အကုန်မှတ်တယ်ကိုရှုံးလို့ဦးနိုင်အဲ့ဒါကိုကျော်စင်းကခတ်တဲ့တုံးမှာတက်ကိုဟုတ်